ကဲ့လူပညာမျိုးရိုးကတော့ကျွန်တော်ရဲ့ဖိုးလေးပေါ့နော်ဦးကြည်စိုးထုံးပါခင်ဗျဘာကတော့ကျွန်တော်ကိုအကောင်းဆုံးစူးစမ်းဒါကိုစူးစမ်းရင်တော့ကိုကောင်းဆန်ရမယ်ပေါ့နော်အဲ့လိုပဲတင်ပေးရစာရများများဖတ်ရမယ်ဒီတယောက်ဆောင်ဇက်ကွက်တွေအကုန်လုံးကျင့်နာရမယ်ဒီပေါ့နော်ဒီပြိုင်ပွဲကိုပဲဖြူဖြူစစ်စစ်နဲ့ပြိုင်ငါသားရရင်လေပါသွားရင်လည်းပါတိုင်းတယ်လို့မပါသွားရင်လည်းဒီနောက်နှစ်စူးစမ်းလို့ရတယ်ဆိုပြီးတော့လည်းဆုံးမပါတယ်ဟေးဒီရက်ကွက်ထဲမှာကိုဇိုးလို့ထင်တဲ့အကောင်တွေထွက်ခဲ့ဇိုးမဲရိုးပါမကျော်ဝါးစားပြမှာအဲ့လိုတော့မရိမ့်မိဘူးဗျကျွန်တော်ကလည်းလိုက်ပြီးမပြောဖြစ်ဘူးနော်ပေါ့နော်ကျွန်တော်ကဒီရွှေချိုပါသွားမှဒါကျွန်တော်ကဒီမျိုးရှိတာကိုပြောမယ်ဆိုပြီးတော့ကျွန်တော်စီစဉ်ထားတာဗျဟုတ်အဲ့လိုမရှိတော့အကုန်လုံးကလည်းပုံမှန်ပဲအဲ့လိုမျိုးလဲတိတ်ပြီးတော့မခံစားရဘူးပေါ့နော်ဟုတ်